စကိုင်းတိုင်းဒေသကြီးရင်းမပင်ခရိုင်ပုလဲရီတော်ဤမိုးကောင်းကင်အောင်မှာတနက်သားများနဲ့အတူစစ်မီးလျံများတောင်းလောင်သေးပြန်ပါပြီ။ဒါပေမဲ့ဒီတစ်ခါတိုက်ပွဲကထူးခြားပြီးရင်နှင်းစရာကောင်းနေပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်အောက်ခံခရိုင်တပ်ရင်းတွေနဲ့ဒေသတွင်းနာမည်ကျော်ဘိုးနဂါးဥဆောင်တဲ့ဗမာအမျိုးသားတောင်လန်ရေးတပ်မတော် BNRA တို့အကြားလက်နက်ကင်ပဋိပက္ခစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဖြစ်စဉ်မှာဖေဖော်ဝါရီ16ရက်နေ့ညနေပိုင်းကတည်းကNUG တပ်ရင်များဟာ BNRA စခန်းအနီးသို့တပ်ဖြန့်ရောက်ရှိခဲ့ပြီးယနေ့ဖေဖော်ဝါရီ18ရက်နေ့မှာတော့နှစ်ဖက်အပြန်အလှန်ဖိခတ်မှုများစတင်ခဲ့ခြင်းဖြစ်ပါတယ်။ဒီတိုက်ပွဲဟာတော်လန်ရေးအင်အားစုအချင်းချင်းကြားဖြစ်ပွားတဲ့ပဋိပက္ခထစ်တာမှုဒေသခင်ပြည်သူတွေကြားမှာလည်းစိုးရင်ထိတ်လန့်မှုတွေမြင့်တက်နေရပါတယ်ထိတ်လန့်စရာကောင်းတဲ့အခြေအနေတစ်ခုကတော့ဒီလိုနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်ပါမဲ့စစ်ကောင်စီဘက်ကလေးချောင်းအကူအညီနဲ့ဝင်ရောက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးရင်းမပင်ခရိုင်တော်လန်ရေးတာဝန်ရှိသူတဦးကနဂါးကစစ်တပ်တပိုင်းဖြစ်နေပါပြီလေးချောင်းတွေခေါ်ပြီးချနေတယ်နောက်ရက်ကြရင်တော့သူခေါ်တာမဟုတ်ဘူးလို့ညင်းဦးမှာပဲဆိုပြီးပြင်းပြင်းထန်ထန်ဆွဆွဲပြောဆိုထားတာပါတကယ်လို့သာဒီဆွဆွဲချက်မှန်ကန်ခဲ့မယ်ဆိုရင်ဒါဟာတော်လန်ရေးခီးလန့်အတွက်အင်မတန်အန်ဒီရဲ့ကြီးမားတဲ့အချိုးအကွေ့တစ်ခုဖြစ်လာနိုင်ပါတယ်တစ်ဖက်မှာလည်းဘိုးနဂါးအနေနဲ့သူ့စခန်းအနီးသို့ NUG တပ်များရောက်ရှိလာမှုအပေါ်တရားမဝင်သောလုပ်ရက်နဲ့အနိုင်ကျင့်မှုဖြစ်ကြောင်းလူမှုကွန်ရက်ကနေတုံ့ပြန်ရေးသားထားတာကိုလည်းတွေ့ရပါတယ်ဒီပဋိပက္ခရဲ့မူလအစကိုပြန်ကြည့်မယ်ဆိုရင်တော့ပြီးခဲ့တဲ့ဖေဖော်ဝါရီ12ရက်နေ့ကဖြစ်ပွားခဲ့တဲ့လူတက်မှုတစ်ခုကအထူးကတော့ချက်ဖြစ်နေပါတယ်ရင်းမပင်ခရိုင်အမှတ်4တပ်ရင်းကရဲဘော်ကတုံးစုထုကိုလှုပ်ကြံတက်ဖြတ်ခဲ့မှုအပါအဝင်အခြားသောရာဇဝတ်မှုများနဲ့အုပ်ချုပ်ရေးရန်တရားနှောက်ယှက်မှုများရှိနေတဲ့ဆိုတဲ့အချက်လက်တွေထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်လဲ NUG ရဲ့ကာကွယ်ရေးနဲ့ပြည်ထရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီးဘိုးနဂါးနဲ့ပါဝင်ပတ်သက်သူတရားခံများကိုဖမ်းဆီးအရေးယူနိုင်ဖို့ယခုလိုစစ်ရေးအရာလှုပ်ရှားလာခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီဖြစ်စဉ်ဟာတော်လန်ရေးကာလအတွင်းဥပဒေစိုးမိုးရေးနဲ့နယ်မြေစိုးမိုးရေးကြားကအားပြိုင်မှုတစ်ခုဖြစ်တမိုင်းမှတ်တမ်းဝင်သွားခဲ့ပါပြီ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျ။ This is the voice of truth. Facts. Knowledge. Truth.